ဒီ blog လေးမှာတော့မမီကဘန်ကောက်ကနေပြီးတော့ပတ္တရားကို train နဲ့သွားခဲ့တဲ့အားလေးကိုပြပြချင်ပါတယ်မမီသွားတဲ့အချိန်တော့စနေနေ့လေးပေါ့နော်အဲ့လိုဆိုမမီကအဲကွန်ရထားလေးကိုဘတ်190ပေးပြီးတော့စီးခဲ့ပါတယ်အဲကွန်ရထားလေးကပုံမှန်အဖြစ်ဆိုရင်Saturday Sunday ပဲထွက်ပါတယ်ပြီးရင်သူ့မှာနေတိုင်းထွက်တဲ့ရထားလေးလည်းရှိရပေါ့နော်သူကတော့ဘတ်ကတော့30ဘတ်ပါပဲရေပုံမှန်ရထားတော့မမီနေရတဲ့အနီးဟာလေးပါသူက brain mode တွေအကုန်ပွင့်ပြီးပါပေါ့နော်အခုဒီလေးပေါ့နော်အခုရထားလေးကတော့ဒီဘက်က brain mode အပိတ်လေးပါအပြန်အောင်လေးပါဘတ်190ပေးရတဲ့ရထားလေးကစနေနေ့ပဲထွက်ပြီးတော့သူက2နာရီပဲကြာပါတယ်ပုံမှန်ရထားတော့4နာရီလောက်ကြာပါတယ်သွားချိန်ရပါတော့မမေရောက်တဲ့ချိန်မှာဓပုံလေးတွေလှလှလေးရိုက်ခဲ့တယ်တေချာရထားပေါ်မှာလည်းအေးစင်းနာခဲ့ရတယ်ပြီးရင်ဒါလေးကတော့ရထားတစ်ကက်ကောင်တာလေးပေါ့နော်သူဘူဓာတွေနဲ့ဘယ်လိုထွက်လဲဆိုတဲ့ဟာလေးကိုပြပေးထားတာပါရထားမထွက်ခင်မှာနိုင်ခွက်တနိုင်လောက်ကြိုပြီးတော့စောရောက်ရပါတယ်ဒီရထားလက်မှတ်လေးကိုကောင်တာမှာလည်းဝယ်လို့ရတယ်လို့ online Agoda တို့ Trip.com တို့ကလည်းဝယ်လို့ရပါတယ်ဘူဓာကိုတော့တနိုင်လောက်စောရောက်ပုံမှန်တော့ကောင်တာမှာဝယ်တာစိတ်ချဆုံးပါပဲနေတိုင်းထွက်တဲ့ရထားတွေကတော့ကောင်တာမှာပဲဝယ်လို့ရပါတယ်လက်မှတ်ကိုဒါလေးကတော့ပတ္တရားနေပြီးဘန်ကောက်ပြန်လာရင်စီလာမယ်ရထားလေးပေါ့နော်သူကနံပါတ်က284မမီဒါလေးနဲ့ပဲနှုတ်ဆက်ပြရစီအားလုံးစီမီပါစေ